Hello ဒီနေ့တော့အချိန်ကုန်သက်တာပြီးတော့အလွယ်တကူလုပ်ကြွေလို့ရတယ် baby ကြက်စီထမင်းလေးလုပ်ပြပါမယ်ရှင်။ပါဝင်ပစ္စည်းတွေကတော့ကြက်သားရဲ့ kitty ဟင်းချက်ဆော့နဲ့မုံလာဥနီနဲ့ကော်ရခါသီးလေးကိုလည်းလှိဖြတ်ထားလိုက်ပါတယ်။ကြက်သားလေးချက်ဖို့အတွက်ဆော့လေးဆက်ပါမယ်။ရေပကံလုံးတစ်လုံးနဲ့ကို kitty ဟင်းချက်ဆော့တစ်စုံစားအနှဲငယ်နဲ့မှုန့်ဟင်းခက်မောက်နှဲငယ်တို့ကိုဖြော်ထားလိုက်ပါမယ်။ပြီးရင်တော့ဥထဲမှာစီလေးနည်းနည်းထည့်ပြီးတော့ကြက်သားလေးကိုပေါ်ရန်ကြောတင်းဝအောင်ချက်လိုက်ပါမယ်။ကြက်သားလေးကြော်ထားတဲ့စီကိုလေးစီချက်လုပ်ဖို့အတွက်သတ်ဖယ်ထားလိုက်ပါမယ်။ပြီးရင်တော့ပါဝင်ပစ္စည်းအကုန်လုံးကိုတစ်ခါတည်းရောချက်လိုက်ပါမယ်ရှင်ဒီကြက်သားလေးချက်တဲ့အထီကိုရေလေးနည်းနည်းစီထည့်ပြီးတော့ဒီလိုကြက်သားလေးလည်းချက်ပြီးအရေးအနှစ်ကလေးလည်းဒီလိုအနေထားလေးရပြီဆိုရင်ပို့ချလို့ရပါပြီဒါဆိုလို့ရှိရင်တော့ကြက်စီထမင်းလေးနေပါမယ်ရှင်ထမင်းလေးကိုဖယ်ထားတဲ့ကြက်စီလေးတွေထည့်အနှစ်လေးထည့်ပြီးနေလိုက်ပြီဆိုရင်တော့လွယ်လွယ်ကူကူမြန်ဆန်ဆန်နဲ့ကျွေးလို့ရမယ်ကြက်စီထမင်းလေးရပါပြီရှင်ခလေးလေးတွေအိမ်မှာထမင်းသီးသက်မချက်တဲ့နေဆိုရင်လေကြက်စီထမင်းလေးလည်းကျွေးခြင်းနဲ့ဆိုဒီလိုပုံစံမျိုးလေးလုပ်ကျွေးတာအလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးပါပဲเนาะတီးရတော့အမြင့်ဆန်းဆန်းလေးနဲ့စားကျင်စပွဲဖြစ်အောင်လို့ပြင်ဆင်လိုက်ပါတယ်ရှင်ခလေးလေးတွေစားကျင်စိတ်ဖြစ်အောင်စိတ်ဖန်စားဖို့ဆိုလို့ရှိရင်တော့ဒီလို plate တင်လှလှလေးတွေကလည်းမဖြစ်မနေလိုအပ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ kitty ဟင်းချက်စော်လေးနဲ့ချက်ထားတဲ့ကြက်စီထမင်းလေးရပါပြီရှင်ခလေးလေးတွေအကြိုက်တွေးစင်မဲ့နီလေးမလို့မေမေတို့လည်းလိုက်လို့ချက်ကျွေးကြည့်နော်